everyone, my name is Izzy Tamin and you can call me Izzy. Today I'm gonna make the vlog about what's in my bag. Hope I hello mingla shit nyamaga Izzy Tamin ma hello nyamago Izzy no call ya bai. Today nyamaya bia the vlog what's in my bag ba. Nyama abin no ai di lo ya ne ba e ba lo so ayan ပစ္စည်းအဝင်ဆန်လို့ပါပြီးရင်လည်းအိတ်ရှင်ပြပေါ်ကနည်းနည်းလေးခင်းရင်ပါအဲဒါကြောင့်မလို့ဒီနေ့အိတ်ရှင်ပါမယ်အဲ့ဒါလည်းတစ်ခါရေး vlog လေးပါတင်ပြလိုက်ပါရှင့် background noise လေးဒီခံပြပါနော်ပထမဆုံးတရားမျက်မှန်ပူပါပြချလိုက်မယ်နော်မျက်မှန်မူတွေရပြီးတော့ hand spray ပါဟာဟာ spray ကကိုဗစ်ကာလာတွေကဆောင်းတာအခုဒီလည်းဆောင်းနေတော့မယ်မွေးနေဒီ spray နဲ့လေးတပုံကြဟဲ့ပြီးတော့ရတောင်ပါပါsquanchy လေးလည်းပါပါရှင် make it ပါပါ make it ထဲမှာဆိုရင်တော့ hand cream ပြီးတော့ roman by ပြီးတော့ဒီမှာ masker by ဖွာစေးပူပါပြီးတော့ဒီမှာ miss by ရထည့်လိုက်မယ်နော်တစ်ချက်အဲ့လိုဆိုနည်းနည်းရှုပ် make it ကလေးပါချဖို့ရင်ကောင်းနေပြင်မှာဝင်းနိုင်ကလာလေးနောက်တစ်ခုကတော့ဒီမှာပါ sponge လေးပါအပြင်တော့အရင်ပူရဲ့နေရာဆိုချွေးထွက်ရင်တချို့ makeup တွေကကွက်တာရှိတော့ဒီမျိုးလေးဒီချာလေးအဲ့မျိုးလေးတော့ပိုင်ဒီ sponge လေးကလည်းအရင်သုံးလို့ကောင်းပါရဲ့ဒီဆိုရင်တော့ဒါလေးရောက်ချလိုက်မယ်နော်တစ်ချက်နောက်တစ်ခုပါလာပါလေအဲ့ဒါတော့ Avenue 8ပါ Avenue 8အဲ့လေအရင်ထည့်လို့ကောင်းပါရဲ့ Avenue ရဲ့တစ်ချက်ရေး AC ထည့်လို့ရပါတယ် hand gel ကိုထောက်လာပါရဲ့ hand gel ဒါလေးအရင်သုံးလို့ကောင်းနေတာသူ gel type လေးတစ်ချက်မြင်မလားတော့ gel type လေးဆိုတော့သုံးရလက်ကအရင်အဆင်ပြေပါတယ်ပြီးတော့နောက်တစ်ခုကျန်တော့ကုန်ဝိုင်းဟောကျန်လေးရဒီမှာ Vaseline ကျန်ပါသေးရဲ့ပြီးတော့ပါပြီ Thanks for watching and bye bye see you in next vlogs